2, 3, 4. 1, 2, 3, 1, 2, 3, 4. 1, 2, 3, 4. I don't wanna talk right now. I put your red lipstick on. I don't wanna talk right now. I put your red lipstick Okay. on. ဆိုတော့ပြီးခဲ့တဲ့အပတ်ကကျွန်တော် finance နေ့မှာကျွန်တော်ဒီ 100k ပေါ့လေဒေါ်လာ3သိန်းနဲ့အကောင့်ကိုကျွန်တော် trade တော့ကျွန်တော်ရဲ့ဒီ TikTok ဒီ comment တွေမှာမေးတာကဒီမြန်မာနိုင်ငံမှာ trade တာဖြစ်ဖြစ်မြန်မာနိုင်ငံသားဖြစ်ဖြစ် finance နေ့မှာ trade လို့ရလို့လား trade finance နေ့ကမြန်မာကိုဘန်းသွားပြီးမဟုတ်ဘူးလားဆိုပြီးတော့ comment တွေတောက်လျှောက်တက်လာတာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ finance နေ့ကမြန်မာကိုဘန်းနေဆိုတာကမြန်မာနိုင်ငံသားကိုဘန်းတာမျိုးမဟုတ်ဘဲနဲ့မြန်မာနိုင်ငံကိုဘန်းတာဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံသားဖြစ်နေတဲ့ရွေးကျွန်တော်တို့က FPM ကောင်ဖြစ်နေ finance နေ့မှာကျွန်တော်တို့ trade ဖို့အတွက်ကျွန်တော် chance ရှိပါတယ်ဆိုတော့လိုအပ်တဲ့ချက်ကတော့ဘာလိုအပ်မလဲဆိုရင်ကျွန်တော်တို့ရဲ့သက်ဆိုင်ရာနိုင်ငံပေါ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာနေရဲဆိုတော့ထိုင်းနိုင်ငံမှာနေထိုင်ကြောင်းထောက်ခံစာတစ်ခုခုရှိမှသာလျှင်ကျွန်တော်တို့က KYC အောင်မှာဖြစ်ပါတယ်ဆိုတော့ရှိုးက KYC မအောင်ကြတဲ့လူတွေကိုကျွန်တော်ကဘယ်ရာတွေနဲ့ KYC တင်လို့ရလဲဆိုရင်ကျွန်တော်ပထမဆုံးသိရမှာကကျွန်တော် ID card ပေါ့ ID card ဒီကျွန်တော်မှတ်ပုံနေပေါ့မှတ်ပုံနေဖြစ်ရမယ်မှတ်ပုံနေပြီးလို့ရှိရင်ကျွန်တော် resident permit ဖြစ်ရမယ်ပေါ့လေကျွန်တော်တို့မှာမှတ်ပုံပြီး passport ရှိရမယ် passport ဒီကျွန်တော်တို့ဒီမြန်မာ passport ဆိုမရဘူးထိုင်း passport ဆိုရတယ်ခက်တာကျွန်တော်တို့ထိုင်းနိုင်ငံသားလည်းမဟုတ်ဘူးထိုင်း ID card လည်းကျွန်တော်တို့မှာရှိမှာမဟုတ်ဘူးတတိယတစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီ resident permit လို့ရပေါ့ resident permit ကကျွန်တော်မှာရှိတယ်အဲ့တော့ထိုင်းကိုရောက်တဲ့လူတော်တော်များများကတော့အတော်များများပေါ့လေအကုန်လုံးတော့မဆိုလို့ဘူး resident permit ရှိကြတယ်ဆိုတော့အဲ့ resident permit နဲ့ဆိုရင်ကျွန်တော်တို့ဒီ finance နေ့မှာ KYC လုံးဝသိကြပါအောင်ကိုအောင်တယ်ခဏလေးပဲကျွန်တော် minute ပိုင်းပဲကြာတယ် KYC တင်လို့ရတယ်ဆိုတော့ KYC အောင်သွားပြီဆိုရင်ကျွန်တော်တို့ဒီ finance နေ့မှာကျွန်တော်တို့ trade လို့ရပြီတကယ်ကို fan ဖြေလို့ရပြီပေါ့ဒီရပြီးသွားပြီဆိုတော့ကျွန်တော်တို့ကြုံရတဲ့ချို့ trader တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ account ဝယ်လို့မရဘူးထားပါတော့ဒီနိုင်ငံမှာဖြစ်နေလို့ဟိုနိုင်ငံကို support မပေးဘူးဒီနိုင်ငံ support မပေးဘူးဆိုရင်ကျွန်တော်တို့ကြုံရတယ်ကျွန်တော်တို့ Gmail ဆိုရင်ထိုးလင်းတောင်းမှာကျွန်တော်တို့ Gmail နဲ့ fan နေ့မှာ account ဝယ်မယ်ဆိုရင်ဒီ fan account ကိုဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့မရဘူးပေးချေလို့မရဘူးဆိုပြီးပြရမျိုးတွေကျွန်တော်တို့အားလုံးတွေ့ရလိမ့်မယ်ဆိုတော့ဒီဟာကိုဘယ်လိုဖြေရှင်းလို့ရလဲဒီအောင်ဖြည့်ရှင်းဖို့လို့ဆိုရင်ကျွန်တော်တို့ရှင်းလေးပဲကျွန်တော်တို့ iCloud ကနေသွားလို့ရတယ်ကျွန်တော်တို့ iCloud မေးပေါ့ဗျာကျွန်တော်တို့ဆိုဒီကိုက iPhone သုံးတဲ့လူဆိုသိပါလိမ့်မယ် iCloud မေးနဲ့ကျွန်တော်တို့ဝင်ပြီးတော့ registration လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ fan account တွေကိုအသာလေးဝယ်လို့ရမှာဖြစ်ပါတယ်တခုသိထားမှာကကျွန်တော်တို့က iCloud နဲ့ဝင်လိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီ iCloud မှာဖြည့်ခဲ့တဲ့ဒီ location တွေထားပါတော့ကျွန်တော်ဆိုရင်ဒီ United States ဖြစ်နေရပေါ့လေ United States ဖြစ်နေတဲ့ဟာတွေကိုတော့ကျွန်တော်တို့ KYC မတင်ခင်ကတည်းကကိုယ့်ရဲ့ဒီ setting ထဲမှာတွားပြီးတော့ verification ကိုတေချာပေါက်တင်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘန်ကောက်မှာဆိုရင်ကျွန်တော်ရဲ့ဘန်ကောက်နေရာလိပ်စာတကယ်အတိအကျနေမဲ့နေရာကိုကျွန်တော်အမြဲဖြည့်ထားတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ iCloud မှာဖြည့်ထားတဲ့လိပ်စာတိုင်းသာလုပ်မယ်ဆိုရင်ကျွန်တော်တို့ KYC အောင်ဖို့ကအတော်လေးကိုခက်ခဲဖို့ရှိနိုင်တယ်ပေါ့လေ။ဆိုတော့ဒါကကျွန်တော်တို့အကောင့်ဝယ်လို့မရတဲ့သူတွေအတွက်ကိုကျွန်တော်တို့ iCloud ကနေဝယ်လို့ရှိရင်ပို့ပြီးအဆင်ပြေရဆိုတဲ့အကြောင်းကိုသိအောင်ပြောပြတာဖြစ်ပါတယ်။နောက်တစ်ချက်ကျွန်တော်ကဆောင်းဝဲလေးအောင်သွားပြီတကယ်လည်း trade နေပြီပေးပေါက်လေးထုတ်တော့မယ်ပေါ့ပေးပေါက်ထုတ်တဲ့အခါမှာကျွန်တော်တို့Binance နဲ့ကမရဘူး Binance ဆိုတာပြောချင်တာက cryptocurrency နဲ့မရဘူးဘယ်လိုထုတ်ရမလဲဆိုရင်ကျွန်တော် risk ဆိုတာကျွန်တော်ရှိတယ်ချို့ risk ကိုမတုံးတတ်ကြအောင် risk ကနေကျွန်တော်ထုတ်လို့ရတယ်အရန်လွယ်တယ်ကျွန်တော် risk နဲ့ထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကဘာလို့ဖို့လိုလဲဆိုရင်အရင်ဆုံးပေးပေါက်ထုတ်တော့မယ်ဆိုရင်ကျွန်တော် risk ကိုနှိပ်ပြီးလို့ရှိရင် risk ကိုမရွေးခင်မှာကိုယ်တိုင်ကကျွန်တော်တို့ဒီ risk ပေါ့လေ RISC risk ဒီwebsite မှာတွားပြီးတော့ registration တင်ရမယ်တင်တဲ့အခါမှာလည်းအရန်လွယ်တယ်ကျွန်တော်တို့ iPhone သုံးတဲ့လူတွေဒီ iOS သုံးတဲ့လူတွေဆိုတခါလေ registration ကို iCloud နဲ့တင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ race account ကိုရမယ်အဲ့ account လိုအပ်တဲ့ကျွန်တော်တို့ ID card တွေကျွန်တော်တို့ဆိုဒီ resident permit card ကဟာတွေကိုကျွန်တော်ဖြည့်လိုက်လို့ရှိရင် KYC အောင်ရမယ်အောင်သွားလို့ရှိရင်ဆိုင်ရာ wallet တစ်ခုရမယ်အဲ့ wallet တွေကိုကျွန်တော်တို့ရဲ့ဒီ trading account တွေက pay out ကိုကျွန်တော်တို့ထုတ်လိုက်မယ်ဆိုရင်ပထမတစ်ချက်ဒီ trading account တွေကနေ risk ကိုကျွန်တော်တို့ကထုတ်လို့ရမှာဖြစ်ပြီးတော့ risk ကနေကျွန်တော်တို့ပြန်ပြီးတော့ Binance တွေကိုကျွန်တော်တို့ဒီ USDT exchange ပြန်ပြီးတော့လွှဲခြင်းအပြင်ကျွန်တော်နောက်ဆုံးမှာကျွန်တော်တို့ရဲ့ Binance တွေကို USDT အပြေးဝင်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီခုပြောတဲ့ဗီဒီယိုမှာအစားဆုံးမှာပြောမယ်ဆိုရင်မြန်မာနိုင်ငံသားတယောက်အနေနဲ့ KYC ဘယ်လိုအောင်လုပ်ရမလဲပြီးလို့ရှိရင်ကိုကဒီ fan account တွေကိုဘယ်လိုမျိုးဝယ်ရမလဲဝယ်လို့မရဘူးကိုယ့်နိုင်ငံမှာဝယ်လို့မရဘူးဆိုပြီးတော့ website မှာပေါ်နေဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာအပြင်နောက်ဆုံးကျွန်တော် pay out ထုတ်တဲ့ state ဖြစ်တဲ့ဒီ risk နဲ့ထုတ်တဲ့ဟာကိုပါကျွန်တော်တဆင့်ချင်းကျွန်တော်ပြပြသွားတာဖြစ်ပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ fan account တွေကို trade ပြီးတော့အားလုံးပဲအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ် see you ပါ